အားလုံးကိုမင်္ဂလာပါလို့ညနှုတ်ဆက်ပါတယ်။ည TikTok ACC မှာရှိကြတဲ့ friend တွေအားလုံးရော FB မှာရှိကြတဲ့ friend တွေအားလုံးကိုညကိုခင်မင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အားလုံးမင်္ဂလာပါနှုတ်ဆက်ပါတယ်။ညဒီနေ့ပြောစရာလေးနည်းနည်းလေးရှိလို့ပါ။ည FB သုံးတယ်ပေါ့နော်။ FB သုံးတော့ဘယ်လိုပြောမလဲ။တချို့အကောင့်နေရပါတော့ဒီခါလေးကျတော့လေ900လာအဲ့တဲ့ခါကျတော့ရလူမစစ်နိုင်တဲ့ခါကျတော့အကုန်လုံးရလက်ခံလိုက်ပါတယ်အဲ့ဒီထဲမှာမှPDF ပေါ့နော် PDF ဘက်ကလူတွေပါလာတာလေးရှိတယ်ပါလာလေးရှိတဲ့ခါကျတော့ညာက20ရာစုကစစ်သားမရတယောက်စစ်သားမရတယောက်ဆိုတာစစ်သားတွေကိုဒီမှာချစ်တာပဲရှိတယ်မင်းအောင်နိုင်ကိုချစ်ပါတယ်လို့ကျမမပြောဘူးနော်ဦးမင်းအောင်နိုင်ကျမဘာမှမတော်ကျမလာကျင်းတယ်မင်းအောင်နိုင်မျိုးမလို့တဲ့မင်းတို့ကတော့လာတက်ဖို့ကျမနဲ့ဘာဆိုင်လို့ကျမနဲ့ဦးမင်းအောင်နိုင်နဲ့လည်းဘာမှမတော်ရှင်တို့သိထားဖို့တော့အောင်ဆန်းစုကြည်တောက်ခဏအောင်ပါမယ်စစ်သားတွေအသက်ပြောက်လာတယ်ဦးမင်းအောင်နိုင်လက်အောင်ပါမယ်စစ်သားတွေအသက်ပြောက်လာအထူးတူပါပဲစစ်သားတွေရတယ်တစ္ဆာလေးချက်ဥထိတ်ရွက်ပြီးနိုင်ငံတော်အတွက်အသက်ကိုပေးထားတာဘယ်သူအမိန့်ဩဇာအာဏာအောင်မှာဖြစ်ဒါလို့ဆိုလောက်ရတယ်ထားကိုင်းဆိုကိုင်းရတယ်ဒီလန်းသွားဆိုသွားတယ်ဒီလူကိုတေအောင်တိုက်ဆိုတိုက်ရတယ်အဲ့လူချင်းကိုချစ်စားတယ်မင်းတို့တွေလည်းအမိန့်အာဏာအောင်နေနေမဟုတ်ဘူးလားအုပ်စုလေးတစ်ခုတော့မှာပဲဒီအမိန့်ဩဇာနာခံရတယ်ဆိုတက်မတော်ကြီးဆိုရင်တိုက်ဝင်းရအိုးရှေ့စင်လာရရှိရတာဘသူပဲအုပ်ချုပ်အမားလောက်ခဲ့တာရှိရင်တော့အုပ်ချုပ်တဲ့သူတွေပဲရှိတယ်အုပ်ချုပ်တဲ့သူတွေမှာအမားရှိတာအောက်ခြေရလူတွေမှာအမားမရှိဘူးငါပြောတာလေအောက်ခြေရလူတွေအသက်တွေသေနေရအောင်မကြည့်ရလို့ရင်နာလို့ပြောတာကိုကြိုက်တာကိုလို့ဇရားမှမရှုံငါတို့ကလေသေမှာကြောက်လို့မဟုတ်ဘူးသူဆိုတာမွေးလာရအသက်ချောင်းမရှိဘူးနိုင်ငံအတွက်တက်ပေးထားတဲ့စစ်သားတွေလေးစားတယ်ဘာသာတသနာအမျိုးတွေစော်ကားနေတယ်လေးစားအဲ့တဲ့သူ့မှာလည်းမကြောက်ဘူး